30ကျော်နဲ့ license ပါတစ်ပါကင်တွေကမေးထားကြတဲ့ကျွန်တော်မိတ်ဆွေတို့အတွက်ဒီနေ့ကျွန်တော်တို့ဆိုင်မှာရောက်ရှိထားတဲ့တစ်ဆိုင်ကလေးတွေဖြစ်ပါတယ်ဒီဆိုင်ကလေးတွေကတော့လုံးဝအကြမ်းတမ်းလဲခံမယ်လုံးဝ quality လဲကောင်းတဲ့ Nifan အမတ်တစိတ်ဆိုင်ကလေးတွေကို license ပါ PC ကိုမှ30ကျော်နဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာI wanna hold them like they do in Texas, please. Fold them, let them hit. အားလုံးပဲမင်္ဂလာပါခင်ဗျာဘူဝင်မျိုး standard ဆိုင်ကယ် showroom ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပေးမယ့်ဆိုင်ကယ်လေးကတော့ကျွန်တော်တို့30ကျော်ထဲမှာ Nifan အမတ်တစိတ်လေးတွေကိုတော်တော်များများသုံးရတာပဲဖြစ်ပါတယ်မြန်မာငွေ30ကျော်နဲ့ license ပါတစ်ပါကင်လည်းရတယ်။နောက်ပြီးတော့လုံးဝကျန်းကျန်းနဲ့သုံးနေတဲ့မိတ်ဆွေတို့အတွက်ဆိုရင်ကျွန်တော်တို့ tire point တွေကစလုံးဝတော်တော်လေးကိုကြီးတယ်။သုံးထားတဲ့ tire တွေကစတော်တော်လေး quality ကောင်းတယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကတော့သူ့ရဲ့အားသာချက်ကနောက်တစ်လက်ရတာကတော်တော်လေးကျွန်တော်တို့သုံးရတဲ့အနေစင်ကစီးလို့အဆင်ပြေမဲ့အနေထားလေးပေါ့နော်။ဒါတချို့ဆိုလို့ရှိရင်ကျွန်တော် smoke ကိုမကြိုက်တာလေးပဲရှိတယ်။ဒီအတွက်ကျွန်တော်တို့လက်ကိုလေးတွေကိုဦးစားပေးပြီးတော့ဒီခေါက်မှာတင်ပေးထားတာဖြစ်ပါတယ်။နောက်ပြီးတော့ဒီခေါက်မှာထူးခြားတာကတော့ကျွန်တော်တို့ဒီ brain လို့ဒီ weight ပုံစံလေးမှာဆိုရင်ပေါ့နော်ဒါကတော့မီးပိုင်းရတယ်ကျွန်တော်တို့ LED မီးကိုထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်ဒါသူ့ရဲ့အားသာချက်လေးတွေပါနောက်ပြီးတော့ကျွန်တော်တို့ဒီ sticker လေးလည်းနောက်ဆုံး26အကျိုးတို့ပုံပြောင်းလေး sticker လေးတွေထွက်ရှိထားတယ်ဒီဆိုင်ကရဲ့အသေးစိတ်ပုံပတ်လက်လေးတွေကိုလည်းကျွန်တော်တို့တစ်ချက်အသေးစိတ်လေးပြင်ပြပေးပါမယ်ခင်ဗျာ color လေးတွေအနေနဲ့ကတော့ခဲရောင်ကြောက်စင်းရောင်အပြာရောင်အနက်ရောင်ဆိုပြီးတော့အရောင်လေး၄မျိုးစိတ်တိုင်းရွေးချယ်လို့ရပါတယ်ကျွန်တော်နဲ့အတူတူအသေးစိတ်လေးချက်လောက်လိုက်ကြည့်လိုက်ရအောင်ပါခင်ဗျာHold them like they